နေမင်းဖာလီနဲ့လက်မင်းဖာလီဟိုရှိတုန်းကကောင်းကင်ရန်နိုင်ငံတော်ကြီးမှာအလွန်လှပတဲ့ဖာလီလေးနှစ်ကောင်ရှိတဲ့တကောင်ကတော့ကိုလုံးလေးကရွှေရောင်တောက်နေပြီးအမီးနဲ့လီဆန်မွေးတွေကမီးရန်လို့နေရဲနေတဲ့နေမင်းဖာလီစာနီဖြစ်ပြီးနောက်တကောင်ကတော့ကိုလုံးလေးကငွေရောင်ဝင်းနေပြီးကျဲပွင့်လေးတွေလိုတစ်ဖြက်ဖြက်တောက်နေတဲ့လက်မင်းဖာလီ Moonlight ပါတနေ့မှာ Sunny က Moonlight ကိုကြွားဝါပြီးပြောလိုက်တယ်ငါကပိုအရေးကြီးတယ် Moonlight ရေငါရှိမှကဘာကြီးကလင်းထိန်နေတာငါရဲ့အပူချိန်ကြောင့်တစ်ပင်တွေကြီးထွားပြီးဖားနာတွေလည်းအလုံးလုံးနိုင်ကြတာမင်းကတော့အေးဆက်ဆက်နဲ့မှောက်မဲနေတာပဲ Moonlight ကစိတ်မကောင်းဖြစ်သွားပြီးငါလည်းငါနေရာနဲ့ငါရေးပါတယ် Sunny ရဲ့လိုခက်တိုးတိုးလေးပြန်ပြောရှာတယ်နောက်တနေ့မှာ Moonlight ကသူ့ရဲ့တာဝန်ကိုမလုပ်ဘဲပုံနေလိုက်တယ်ညရောက်တဲ့အခါကောင်းကင်ကြီးကပိမ့်ပိတ်အောင်မှောင်သွားပြီးကျဲလေးတွေလည်းအားမရှိတော့ဘူးညဘက်အလုပ်လုပ်တဲ့ဖားနေတွေလမ်းမမြင်ရတော့ဘူးဖားနိုင်တွေဟာအေးချမ်းတဲ့အိတ်ဆက်ခြင်းကိုမရပဲစိတ်တွေပင်ပန်းလာကြတယ်ကဘာကြီးကအရန်ပူပြင်းလာပြီးအနားယူချိန်မရှိတော့တယ်လို့ဖြစ်သွားတာပေါ့Sunnyလည်းတနေ့ကုန်အလုပ်လုပ်ရလွန်းလို့အရန်ပင်ပန်းလာတယ်သူလည်းနားကျင်ပေမဲ့လက်မင်းဖလစ်ထွက်မလာတော့နားလို့မရဘူးဖြစ်နေတယ်နောက်ဆုံးမှာ Sunny က Moonlight စီကိုသွားပြီးတောင်းပန်လိုက်တယ်ငါမှားသွားပါတယ် Moonlight ရဲ့မင်းရဲ့အေးချမ်းနဲ့အလင်းရောင်ရှိမှကဘာကြီးကအနားယူနိုင်မှာပါမင်းမရှိရင်ငါလည်းပင်ပန်းရတယ်လို့အားလုံးလည်းဒုက္ခရောက်ကြတယ်ငါတို့နှစ်ယောက်စလုံးကကဘာကြီးအတွက်အတူတူအရေးပါကြတာပဲအဲ့ဒီအချိန်ကစပြီး Sunny ကနေဘက်မှာလင်းထိန်အောင်လုပ်ပေးပြီး Moonlight ကညဘက်မှာအေးချမ်းအောင်စောက်ရှောက်ပေးခဲ့ကြတယ်သူတို့နှစ်ယောက်ဟာအကောင်းဆုံးတငယ်ချင်းတွေဖြစ်သွားကြပြီးတယောက်ကိုတယောက်လေးစားတန်ဖိုးထားတတ်သွားကြပါတော့တယ်လူတိုင်းမှာကိုယ်စီအရေးချင်းနဲ့တန်ဖိုးရှိကြတယ်ငါသာအတော်ဆုံးပဲလို့မာနမထောင်တင်ဘူးတယောက်နဲ့တယောက်ကူညီမှသာလောကကြီးကတာယာလှပမှာဖြစ်ပါတယ်မြင်းနိုင်ငံကိုကာကွယ်တဲ့နာမည်ပြောင်မြင်းနှစ်ကောင်ဟိုရှိတုန်းကစိန်လန်းမြင်းနိုင်ငံလေးတစ်ခုရှိခဲ့တယ်အဲ့ဒီနိုင်ငံထဲမှာမြင်းနှစ်ကောင်ဟာအမြဲတမ်းတွဲပြီးသွားလာကြတယ်သူတို့ရဲ့နာမည်ရင်းကိုမြင်းနှဲငယ်တာသိပေမဲ့အများစုကတော့နာမည်ပြောင်နဲ့ပဲခေါ်ကြတယ်တကောင်ကိုမိုးတိုင်လို့ခေါ်ကြပြီးနောက်တကောင်ကိုတောင်လန်းလို့ခေါ်ကြတယ်အစပိုင်းမှာတော့အဲ့ဒီနာမည်ပြောင်တွေကိုဟာတာလုပ်ပြီးခေါ်ကြတာပါမိုးတိုင်လာပြီးကောင်းကင်ကိုထိတော့မလားတောင်လန်းကလမ်းပိတ်နေပြီးနော်လို့တချို့မြင်းလေးတွေရင်မောကြတယ်မိုးတိုင်နဲ့တောင်လန်းတို့စိတ်မကောင်းဖြစ်ပေမဲ့စိတ်မလျှော့ဘူးသူတို့နှစ်ယောက်လုံးမြင်းနိုင်ငံကိုချစ်ကြတယ်တနေ့မှာတော့နိုင်ငံအနည်းရှိတောအုပ်ထဲကမုန်တိုင်းကျန်းတစ်ခုဝင်ရောက်လာတယ်လေပြင်းကြောင့်တစ်ပင်ကြီးတွေကွဲထွက်ပြီးနိုင်ငံဘက်ကိုလဲကျလူနီးပါးဖြစ်လာတယ်မြင်းလေးတွေအားလုံးစိုးရိမ်ပြီးဘလို့ကာကွယ်ရမလဲမသိကြဘူးအဲ့ဒီအချိန်မှာမိုးတိုင်နဲ့တောင်လန်းတို့ရှေ့ထွက်လာတယ်ငါတို့နှစ်ယောက်တစ်ပင်ကြီးတွေကိုတားနိုင်မယ်လို့မိုးတိုင်ပြောတယ်အတူတူရက်မယ်ဆိုရင်မုန်တိုင်းကိုခံနိုင်မယ်လို့တောင်လန်းဆက်ပြောတယ်သူတို့နှစ်ယောက်တစ်ပင်လဲကြမယ်လမ်းကြောင်းရှိမှာတင်းတင်းကြပ်ကြပ်ရက်ပြီးကိုခန္ဓာအားနဲ့တားဆီးကြတယ်အခြားမြင်းလေးတွေကလည်းကြောက်တုံးတစ်ခတ်တွေကိုဆွဲယူပြီးကူညီကြတယ်နောက်ဆုံးမှာတော့မုန်တိုင်းလေးပြေးလျော့သွားပြီးနိုင်ငံလေးလုံခြုံသွားတယ်မြင်းလေးတွေအားလုံးမိုးတိုင်နဲ့တောင်လန်းတို့ကိုလေးစားစွာကြည့်ကြတယ်နာမည်ပြောင်းလဲဟာတာလုပ်ခဲ့ပေမဲ့သူတို့ကတကယ်ရဲရင်နဲ့သူတို့ကြောင့်ပဲနိုင်ငံလုံခြုံခဲ့တာပဲအဲ့ဒီနေ့ကစပြီးနာမည်ပြောင်းကိုဟာတာမလုပ်တော့ဘူးအစားထိုးပြီးလေးစားမှုနဲ့ခေါ်ကြတယ်နာမည်ပြောင်းတဲ့ဝေဖန်စကားတွေကြောင့်ကိုတံမိုးမလျော့သွားပါဘူးတတိစီလုံးညီညွတ်မှုနဲ့ကောင်းသောလုပ်ရက်တွေကသာကိုတံမိုးကိုထင်ရှားစေပါတယ်အပြာရောင်ကြားလေးနီလာဟိုရှိတုန်းကထူထပ်လာတဲ့တောနက်ကြီးတစ်ခုထဲမှာအလွန်ကျမ်းမာတန်ဆွမ်းတဲ့ကြားအမဲဇနီးမောင်နှံနှစ်ဦးရှိတဲ့တနေ့မှာတော့သူတို့စီကနေတားငယ်လေးတစ်ကောင်မွေးဖွားလာခဲ့တယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီတားငယ်လေးဟာမိဘတွေလိုအမဲရောင်မဟုတ်ပဲကောင်းကင်ရံလိုတောက်ပတဲ့အပြာရောင်ဖြစ်နေတာပါပဲမိဘတွေကသူ့ကိုနီလာလို့အမည်ပေးခဲ့ကြတယ်နီလာဟာတောထဲမှာတငယ်ချင်းတွေနဲ့ဆော့ကစားတဲ့အခါအမြဲတမ်းအားငယ်ရပါတယ်တောထဲကတရိတ်ဆန်တချို့ကသူ့ကိုကြည့်ပြီးဟဲကြည်စမ်းဒီကြားကတော့ထူးထူးဆန်းဆန်းအပြာရောင်ကြီးပါလားသူကငါတို့နဲ့မှမတူတာငါတို့အုပ်စုထဲမပါနဲ့လို့ဝိုင်းပြီးကဲ့ရဲ့ကြတာပေါ့နီလာဟာဝမ်းနဲ့လုံးလို့သူ့မိကိုမေးခဲ့တယ်မေတားကဘာလို့သူတို့လိုအမဲရောင်မဟုတ်ပဲအပြာရောင်ဖြစ်နေရတာလဲဟင်တားကအယုတ်ဆိုးလိုက်တာတဲ့အမေဖြစ်သူကျမကြီးကနီလာကိုချုံမော်ပြီးဒီလိုပြောခဲ့တယ်တားလေးမတူညီတာဟာအယုတ်ဆိုးတာမဟုတ်ဘူးတားမှရှိတဲ့အပြာရောင်ကကဘာပေါ်မှာအရှားပါဆုံးနဲ့အလှပဆုံးအယောင်ပဲတခြားသူတွေနဲ့မတူတာဟာတားမှထူးခြားတဲ့စွမ်းအားရှိလို့ပဲဖြစ်မှာပါတနေ့မှာတော့တောထဲကိုမူဆိုးတွေရောက်လာပြီးတရိတ်ဆန်တွေကိုပိုက်ကွန်တွေနဲ့ဖမ်းဖို့ကြိုးစားကြတယ်တောထဲကတစ်ပင်တွေမြေကြီးတွေကအမဲရောင်နဲ့အညိုရောင်တွေဖြစ်နေတော့တခြားကြားတွေကပုံလို့မရပဲအလွယ်တကူအဖမ်းခံရမယ့်အခြေအနေဖြစ်နေတာပေါ့အဲ့ဒီအချိန်မှာနီလာဟာသူ့ရဲ့ထူးခြားတဲ့အပြာရောင်ကိုလုံးလေးနဲ့တောဆက်ကရေကန်ပြပြထဲမှာပုံအောင်ပြီးမူဆိုးတွေရဲ့လှုပ်ရှားမှုကိုလေ့လာခဲ့တယ်မူဆိုးတွေကသူ့ကိုရေကန်ရဲ့အစိပ်ပိုင်းလိုပဲထင်သွားကြတယ်နီလာဟာမူဆိုးတွေမထင်မှတ်ထားတဲ့အချိန်မှာရုတ်တရက်ခုန်ထွက်ပြီးဟိန်းဟောက်လိုက်တာကြောင့်မူဆိုးတွေကြောက်လန့်တကြားထွက်ပြေးသွားကြပါတော့တယ်အဲ့ဒီနေ့ကစပြီးတောထဲကတရိတ်ဆန်တွေအားလုံးနီလာကိုချီးကျူးခဲ့ကြတယ်မတူညီချင်းဆိုတာအားနည်းချက်မဟုတ်ပဲထူးခြားတဲ့အားသာချက်တစ်ခုဖြစ်မှန်အားလုံးနားလည်သွားကြပါတော့တယ်လူတစ်ယောက်ရဲ့တန်ဖိုးဟာတခြားသူတွေနဲ့တူညီနေခြင်းပေါ်မှာမူတည်တာမဟုတ်ပဲမိမိမှာရှိတဲ့ထူးခြားမှုကိုဘယ်လိုကောင်းမွန်စွာအသုံးချမလဲဆိုတာပေါ်မှာပဲမူတည်ပါတယ်မာနတန်ချောင်းချင်းသေးမင်းဟိုရှိတုန်းကစိတ်လန်းလာတဲ့တောနက်ကြီးတစ်ခုထဲမှာတမလာတဲ့ချင်းသေးတစ်ကောင်နေထိုင်နေခဲ့တယ်သူ့နာမည်အရင်ကမင်းသားဖြစ်ပေမဲ့တောထဲကတရဝလေးတွေကတော့သူ့ကိုမာနတန်ချောင်းလို့နာမည်ပြောင်းပေးထားကြတယ်။ဘာကြောင့်လဲဆိုတော့သူ့အော်တန်ထွက်တိုင်းမိုးကြိုးလိုကြေလောင်လာပြီးတောတလုံးလုံးတုန်ခါသွားတတ်တယ်။ထို့အပြင်စကားပြောတိုင်းလဲမာနပြည့်နဲ့ပြောတတ်လို့ပါငါကတောထဲမှာအင်အားကြီးဆုံးပဲ။ဘသူမှငါ့ကိုမရှင်းနိုင်ဘူးဆိုပြီးအမြဲကြောဝါတတ်တဲ့မာနတန်ချောင်းကိုတရဝလေးတွေကလေးစားကြပေမဲ့နည်းနည်းတော့ကြောက်ရွံ့နေကြတယ်။တနေ့မှာတော့မိုးရာသီကြီးလာရောက်ပြီးမိုးကြီးလေပြင်းတိုက်ခတ်လာတယ်။မြစ်ရည်များလွှမ်းမိုးလာပြီးအမဲလိုက်ရခက်ခဲသွားတယ်။
မာနတန်ချောင်းဟာအစာမရပဲရပ်ပေါင်းများစွာပိုက်ဆာနေရပြီးအားနေသွားခဲ့တဲ့အဲ့ဒီအချိန်မှာပဲတင်းငယ်တဲ့လိတ်ကလေးကြွက်ကလေးနဲ့တခြားတတဝါလေးတွေကသူတို့စုဆောင်းထားတဲ့စားစရာလေးတွေယူလာပြီးမာနတန်ချောင်းမင်းကြီးနည်းနည်းပဲဖြစ်ပေမဲ့မင်းလဲစားပါလို့ပြောကြတယ်မာနတန်ချောင်းဟာအံ့ဩသွားတယ်ကိုတမဆုံးလို့ထင်ခဲ့ပေမဲ့အခက်ခဲရောက်တဲ့အခါကုညီပေးနိုင်တာကတင်းငယ်တဲ့မိတ်ဆွေများပဲဖြစ်နေတယ်သူ့ရင်ထဲမှာနောက်တရားမှုဖြစ်လာပြီးငါမာနကြီးလုံးခဲ့ပြီးအင်အားတယောက်တည်းနဲ့မလုံလောက်ဘူးလို့ခံစားမိတယ်အဲ့ဒီနေ့ကစပြီးမာနတန်ချောင်းဟာမာနမကြီးတော့ဘူးတတဝါအားလုံးကိုလေးစားတံမိုးထားပြီးအတူတကွပူးပေါင်းနေထိုင်လာခဲ့တယ်နောက်ပိုင်းမှာတော့မာနတန်ချောင်းဆိုတဲ့နာမည်ပြောင်းဟာမာနကြီးတဲ့ချင်းတေကိုမဆိုလို့တော့ပဲမာနကိုကြော်လွှားနိုင်တဲ့ပညာရှိမင်းကိုဆိုလိုလာခဲ့တယ်မာနကြီးချင်းကလူကိုအထီးကျန်စေတတ်ပြီးအတူတကွပူးပေါင်းခြင်းကသာတကယ်အင်အားဖြစ်ပါတယ်နှင်းစီပွင့်တဲ့သမင်းငယ်တစ်ခါကအလွန်ตายရတဲ့တောအုပ်ကြီးတစ်ခုထဲမှာနှင်းစီလို့အမည်ရတဲ့သမင်းမလေးတစ်ကောင်ရှိပါတယ်သူဟာတောတစ်ခုလုံးမှာအလှဆုံးလို့နာမည်ကြီးပြီးသူ့ရဲ့မျက်လုံးလေးတွေကနှင်းစီပွင့်ဖက်လေးတွေလိုကြည်လင်တောက်ပနေတာကြောင့်နှင်းစီပွင့်နဲ့တူတဲ့သမင်းငယ်လို့အားလုံးကတင်စားကြပါတယ်နှင်းစီဟာမိမိကိုမိမိအလှဆုံးလို့ယုံကြည်နေတာကြောင့်တခြားတိရစ္ဆာန်လေးတွေကိုအဖက်မလုပ်တော့ပါဘူးဖြူကောင်လေးတွေယုံလေးတွေကကစားဖို့ခေါ်ရင်လဲငါရဲ့လှပတဲ့အမွှေးမြင်တွေပေးကုန်မယ်နင်တို့နဲ့မကစားနိုင်ဘူးလို့နှာခေါင်းရှုံပြီးညင်းလွတ်လေးရှိပါတယ်တနေ့မှာတော့နှင်းစီဟာမြက်ခင်းပြင်မှာတကူတော်အလှပြရင်လမ်းလျှောက်နေတော့ဗိုက်စာနေတဲ့ကြားတစ်တကောင်နဲ့တိုးပါလေရောနှင်းစီဟာကြောက်လက်တကြားထွက်ပြေးပေမဲ့ခြုံနဲ့ပိတ်ပေါင်းနေကြတဲ့ရောက်တဲ့အခါမှာတော့သူ့ရဲ့ဂုံယူရတဲ့အလှပဆုံးချိုလေးတွေကတကိုင်းတွေနဲ့ညှိမိသွားပါတော့တယ်ကဲကြပါဦးလို့သူအော်ဟစ်ပေမဲ့ဘယ်သူမှရှိမနေပါဘူးအဲ့ဒီအချိန်မှာသူအရင်ကအဖက်မလုပ်ခဲ့တဲ့ဖြူကောင်လေးတွေနဲ့ယုံလေးတွေရောက်လာကြပါတယ်ဖြူကောင်လေးတွေကသူတို့ရဲ့စူးကြုံတွေနဲ့ခြုံတွေတွေကိုဖယ်ရှားပေးပြီးယုံလေးတွေကကြားတစ်လာမဲ့လမ်းကိုတခြားဘက်ရောက်အောင်လမ်းလွှဲပေးခဲ့ကြပါတယ်နောက်ဆုံးမှာတော့နှင်းစီဟာအသက်ဘေးကလွတ်မြောက်သွားခဲ့ပါတယ်ရုပ်အလှထက်စိတ်လှကပိုအရေးကြီးပါတယ်ရုပ်ရည်လှပယုံနဲ့တင်မလုံလောက်ပဲသူတစ်ပါးပေါ်ထားရှိတဲ့စေတနာနဲ့စိတ်ထားကသာအခက်ခဲကြုံတဲ့အခါတကယ်အထောက်ပံ့ဖြစ်စေပါတယ်မိတ်ဆွေကောင်းရှိခြင်းဟာယတနာတစ်ပါးပါဘလောက်ပဲတော်နေလှနေပါစေတူးတယောက်တည်းရှင်တန်လို့မရပဲပဝင်းကျင်နဲ့ရိုင်းပင်းကူညီတတ်ဖို့လိုအပ်ပါတယ်